어떻게 지수로 치모네 되네 아마 보이게 များရှိတဲ့ကြားထဲကနေတခြားပွဲကြီးကြည့်စရာတွေပေါ့နော်ဒီ online ကနေကြည့်လို့ရတယ်ဘောလုံးပွဲတွေပါရှိတယ်ပွဲတွေအများကြားထဲကနေလူတွေလောက်အများကြီးလာတဲ့အတွက်အရင်လည်းဝန်တာပါတယ်ဖျားကိုနံပါတ်1ထားပြမှအရာခက်တဲ့ကိုထားခဲ့တဲ့သူတွေအားလုံးအတွက်အထူးပဲကျေးဇူးတင်တယ်ပြခါချတော့Iris လည်းလာလိုက်တယ်ဝန်တာတယ်ကန်ဆာဆာကိုအကီတာတို့လေမရလာနိုင်တယ်ရှမ်းပဲဝန်တာပါတယ်ဖျားရှင်ဒီနေ့ရောက်ရှိလာတဲ့သူတွေအရောက်တိုင်းကိုထူပဲကောင်းချီးပေးပါစေခုနသမီးပြောတဲ့အတိုင်းကျေးဇူးတင်စရာတွေအများကြီးပဲအားလုံးကျေးဇူးတင်ကြလားကျေးဇူးတင်တယ်လားပုံနေဘယ်လိုကြတလားဘယ်ဟာပုံများလဲတိုင်းတန်ဘယ်နဲ့နော်ကျမတို့ဒီ American ပြည်တော်စုကြီးကိုရောက်ရှိနိုင်တဲ့များသောအားဖြင့်လည်းကျမတို့အများကြီးနိုင်ငံသားတောင်ဖြစ်သွားတယ်စဉ်းစားပါလားကိုယ်နိုင်ငံမဟုတ်တဲ့ပြောင်နိုင်ငံသားဖြစ်သွားရဆိုတာလေအဲ့ဟိုဆရာမကောင်းဘူးလားရှာကောင်းတဲ့အရာဖြစ်တယ်ကျေးဇူးတင်စရာအများရှိတယ်ကျမတို့တမီးက15နှစ်လောက်မှာသူ US သွားချင်တယ်တဲ့အဲ့ဒါနဲ့စူတောင်းတယ်အစာရှောင်တယ်10ရက်ရေပဲတောက်တယ်နေရောရောစူတောင်းတော့ဒီရောစူတောင်းတော့ညလေတောင်းတယ်နေ့လည်းတောင်းတော့ဆရာလေအင်္ဂလိပ်အရင်မကြည့်ဘူးဆိုတော့နိုင်ကြီးတယ်ညတော့မတောင်းပါနဲ့လို့တော့ပြောလိုက်တယ်အဲ့ဒါနဲ့ grade မှာတရားတာမှာအပြစ်မှာညတော့ပေါ့တောင်းအဲ့ဒါနဲ့ US student visa ဝင်လိုက်တော့ rejected သွားတယ်တကယ်လို့ဆိုရင်တောင်းရင်ပြမဖျားပေးမလားလို့အဲ့ဒါလေမပေးတဲ့အချိန်ရှိပါတယ်လို့နော်ဒါပေမဲ့ရစ်စစ်တာမဟုတ်ပါဘူးဟာလေငယ်လွန်းလို့ငယ်သေးလို့ဆက်ရှိနေမပြည့်သေးတဲ့အတွက်15နှစ်လောက်မှာ US သွားရင်သူမြဲအိမ်မှာ American တွေအိမ်မှာနေရမှာ exchange student တွေနေရမှာကိုစားချင်တဲ့အစားတွေလည်းမစားရနော်ဆလတ်ပဲစားရမှာပုံမိုးပဲစားရမှာနဲ့ခဏလေးအမေပြလာချင်တယ်လို့ပြောမှာအဲ့ဒါတွေအားလုံးဖျားသိတဲ့အတွက်သူကမပေးဘူးမပေးဘဲနဲ့မာရတော့လဲဆို broken heart နှလုံးသားကြည်ကွဲတော့နှလုံးသားဆိုရတော့တယ်ဒါပေမဲ့တက်လုံးဆောင်လုံလောက်တဲ့ကောင်းကြီးပါ